မင်းအပြောအဆိုကောင်းကောင်းပြောပါကောင်းအပြစ်ကင်းအောင်ပြောပါစကားဆိုတာပြောတဲ့စကားရှိတယ်မပြောတဲ့စကားရှိတယ်မပြောတဲ့နာကိုမပြောရဘူးပြောတဲ့နာကိုပြောရမယ်မပြောတဲ့မှုဆိုတဲ့နေရာမှာနော်ကိုယ့်အတွက်ကထားတာတစ်မျိုးမပြောတဲ့မှုဆိုရင်ပြောရမယ်ဆိုရင်ကိုပြောလိုက်လို့တစ်ဖက်သားထိခိုက်နေတာပျက်စီးသွားမယ်ဆိုရင်မပြောနဲ့မှန်အောင်တော့လည်းမပြောနဲ့သူများအကျိုးပျက်စီးသွားအောင်မပြောတော့မှမပြောရဘူးလို့ဆိုတော့ရသော်ပြဆုံးမထားတဲ့အပြောကပါတော့ဆိုရင်သူတော်ဘာပျက်စီးသွားအောင်ရုံးပြင်းကနာတိုက်တက်ပြီးတဲ့အခါကျတော့မဟုတ်မှန်သိလျက်ဟုတ်တယ်လို့လိမ့်နေနော်တက်သိထွက်တယ်ဟုတ်တာကြတော့မဟုတ်ဘူးလို့တက်သိထွက်တယ်တစ်ဖက်သားထိခိုက်နေတာမှုတွေအများကြီးဖြစ်တယ်အဲ့ဒါလို့သူများအကျိုးပျက်စီးစေတဲ့ဘုဒ္ဓဘာသာမျိုးမပြောရဘူးလို့ဆိုလို့တယ်အဲ့ဒါကိုအဋ္ဌပင်စနကလို့ခေါ်တယ်အဋ္ဌဆိုတာအကျိုးစီးပွားကိုပင်စနကပျက်စီးသွားစေတယ်တစ်ဖက်သားအကျိုးထိခိုက်သွားအောင်ပြောတယ်မူသားကိုပြောတာကိုယ်စီလာတောင်းတာမပေးခြင်းလို့မရှိဘူးပြောတာမျိုးပြောတာမဟုတ်ဘူးနော်မူသားဝါဒဆိုတာကိုရှိတာပဲမပေးခြင်းမပေးနိုင်ဘူးအဲ့ဒါပဲအဲ့တော့မပေးခြင်းလို့မရှိဘူးပြောလိုက်တယ်အနေအကြောင်းလို့ရှိရတဲ့နဲ့မရှိဘူးပြောလိုက်တယ်သို့မဟုတ်သိရတဲ့နဲ့မသိဘူးပြောတယ်ဘယ်သူမှမထိခိုက်ဘူးအဲ့မျိုးပြောတာမဟုတ်ဘူးမုဒ္ဒဝါဒဆိုတာသူတို့ကအကျိုးပြပြအောင်ပြောတာကိုမုဒ္ဒဝါဒလို့ခေါ်တယ်အဲ့တော့လိမ်ပြောတာမျိုးမပြောနဲ့နောက်တစ်ခုကတော့သွေးခွဲတဲ့စကားမပြောနဲ့လူနှစ်ယောက်အစဉ်ပြေးနေလို့ရှိရင်မတည့်အောင်ချွန်တွန်းလုပ်တတ်တယ်ဝင်ပြီးတော့သွေးခွဲတတ်တယ်သွေးခွဲတယ်ဆိုတဲ့လူတယောက်ကတယောက်နဲ့တယောက်တဲ့နေတာကိုမကြည့်ကြလို့မတည့်အောင်လုပ်တယ်သွေးခွဲတဲ့စကားခုံးတိုက်တယ်လို့လည်းခေါ်တယ်နော်ပိတုနာဝါစာနောက်တစ်ခါဆဲတာကြညံ့ထဏပြောတာလူတစ်ဖက်သားမခံကျင်လောက်အောင်ဆဲရေးတိုင်းထွာပြီးတော့ပြောတာအဲ့ဒီလိုပြောတာဖရုဒဝါစာအဲ့တော့နှုတ်ကပဲပြော Facebook ထဲကပဲရေးဆဲတာပဲတို့အသားမခံကြအောင်မပြောရဘူးလို့တို့ဆိုလို့အဲ့ဒါဖရုဒဝါစာတမ္ပပလပါဆိုတာတော့ကိုပြောတဲ့စကားတမိုးမဲ့တဲ့စကားဖြစ်တယ်တမိုးမဲ့ရင်မကဘူးအစိတ်တော့ဖြစ်တဲ့စကားမျိုးတွေပေါ့နော်ကျိုးမဲ့တဲ့စကားမျိုးတွေတန်ဖဆိုတဲ့အဓိပ္ပာယ်ကတန်ဟိတဒုက္ခပလပတိဟိတဒုက္ခကိုပျက်စီးစေတဲ့စကားလို့ပြောတာနော်အကျိုးစီးပွားအတွက်ဘာတစ်ခုမှထောက်ကူမဖြစ်ဘဲနဲ့ပျက်စီးစေတဲ့စကား